အားလုံးပဲမင်္ဂလာပါရှင်ညီမကတော့မဟာနဲ့ Wi-Fi ရပါညီမအခုအနေနဲ့ information တစ်ခုကို share ပေးချင်ပါတယ်ရှင်မဟာနဲ့ Wi-Fi လေးကလက်တလုံးမှာရန်ကုန်တိုင်းလှိုင်မြို့နယ်လှိုင်တက္ကသိုလ်ဝင်းထဲကလှိုင်တီတီအင်အားလေးမှာမဟာနဲ့ Wi-Fi လေးအသုံးပြုလို့ရနေပြီဖြစ်ကြောင်းကိုသတင်းကောင်းလေးပါလိုက်ပါရရှင်ဈေးနှုန်းကလည်းမိသားစုတစ်ခုလုံးအတွက်တက်တာစေရမယ်လိုင်းဆွဲရမှာဆိုလို့ရှိရင်လည်းတင်းငယ်ငယ်ဆန်းပြီးတော့လိုင်းမဆိုင်ရာအခက်အခဲဖြစ်လို့လာတင်ပေးဖို့လိုအပ်လို့ရှိရင်လည်း24နာရီရနေပြီးတော့48နာရီတွင်းလေးပဲညညဆက်ဆက်ဖြစ်ရှိပေးပါရရှင်အဲ့ဒါကြောင့်မလို့လိုင်းတီတီအင်အားနဲ့မိသားစုတွေအနေနဲ့တင်းငယ်ငယ်ဆန်းတော့အင်တာနက်စပီးနဲ့နှွေးထွေးပြူငါတဲ့ဝန်ဆောင်မှုတွေကိုပေးနေတယ်ရန်ကုန်မြို့ရဲ့အကောင်းဆုံးမဟာနဲ့ Fiber Internet Service ကိုအခုပဲဆက်သွယ်လိုက်တော့နော်ဒီမင်းတို့အနေချင်းအော်လာခြင်းရ hotline နံပါတ်3993933939ကိုအခုပဲဆက်သွယ်ပြီးတော့အော်လာတင်လို့ရပါပြီရှင်။နှွေးထွေးပြူငါလင်းမြန်တက်လက်မဟာနဲ့